Hello မင်္ဂလာပါခုကတော့ကျွန်တော်တို့မနေ့7 နာရီခွဲတော့မှာပေါ့နော်ကိုကတော့ TikTok မှာအရန်နာမည်ကြီးနေတယ်အမြန်လန်း17မိုင်17မိုင်တစ်ဖာလုံးမှာရှိတယ်ဘူကုရဲ့သာသနာနယ်မြေကိုတွားရောက်ဖူးမြင်မှာဖြစ်ပါတယ်အချက်ကလေးလိုက်ကြည့်ပေးပါနော်ဟုတ်ကဲ့အခုဆိုရင်တော့အမြန်လန်း17မိုင်တစ်ဖာလုံးရောက်ပါပြီကိုရှိလန်းလေးရနေပြီးတော့ဟိုမှာသာသနာလမ်းလေးထိုးတာပါတယ်အဲ့ဒီလမ်းကြားလေးကိုဝင်ရမှာဖြစ်ပါတယ်ဆက်သွားလိုက်ပါဦးဒါလေးကတော့ဘိုးကုစီကိုသွားနေတဲ့ကဝန်လမ်းပြေးနေလမ်းလေးဖြစ်ပါတယ်ဒီလမ်းလေးအတိုင်းကို2မိနစ်လောက်ဆက်မောင်းအောင်မှာဖြစ်ပါတယ်ကတော့ရောက်ပါပြီเนาะဘိုးကူပါရာကြီးခြေတော်ရဈေးတွေတော့ရောက်ပါပြီဒါကပ်ပါကင်ပါကတော့ပါရာစီတီတော့စီကိုရောက်ပါပြီခုရှေ့မှာဆိုရင်ဘိုးကုရဲ့ရုပ်ထုတော်ရှိပါတယ်ဒီမှာဆူတောင်းပြည့်တရားရှိပါတယ်ပျော်ပွဲအုံပွဲတွေကတ်တဲ့နေရာဖြစ်ပါတယ်
လေးကရမ်းတာရပါတယ်ဂုံးမြင့်လေးဒီအောက်မှာတော့ကပ်ပတ်ကင်ပေါ့နော်ကပ်ပတ်ကင်ဂုံးမြင့်လေးဒီမှာကျွန်တော်တို့တက်လာခဲ့တဲ့မြေနီလန်းလေးပေါ့နော်ဒါလေး ဟိုးဟိုင်ပါရ